မိစ္ဆာဝိညာဉ်ရဲ့ညှဉ်းပန်းနှိပ်စက်မှုကနေလွတ်မြောက်ဖို့အတွက်အမျိုးသားဟာဆရာကြီးတဦးကိုသူ့ရဲ့တကူလုံးမှာဗုဒ္ဓကျမ်းစာတွေရေးပေးဖို့အကူအညီတောင်းခဲ့ပါတယ်။ဒီလိုလုပ်ခြင်းအဖြစ်ကလဲစားချေလိုတဲ့ဝိညာဉ်ဟာသူ့ကိုမြင်နိုင်မှာမဟုတ်တော့ပါဘူး။ဒါပေမဲ့သူမမျှော်လင့်ထားတာကဆရာကြီးဟာအရေးကြီးတဲ့နေရာတစ်ခုကိုခြံလက်မိသွားတာပါပဲ။ဒီပေါ်ဆမှုဟာနစ်အတွက်အသက်အန္တရာယ်ဖြစ်စေမဲ့အားနည်းချက်ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီညမှာပဲဝိညာဉ်စစ်သူကြီးဟာသူ့ကိုလာရောက်ရှာဖွေပါတယ်။အတန်တွေကြားရတဲ့အခါနစ်ခါအတန်တစ်ချက်တောင်မထွက်ရဲပဲအောင့်ထားပါတယ်။မကြခင်မှာပဲဝိညာဉ်စစ်သူကြီးဟာခြံထဲမှာလိုက်လံရှာဖွေပါတော့တယ်။ကျန်းစာတွေရဲ့အကာအကွယ်ကြောင့်နစ်ခါဝိညာဉ်မျက်စိရှိမှပျောက်ကွယ်နေပြီးစစ်သူကြီးကသူ့ရဲ့တည်ရှိမှုကိုမရိပ်မိနိုင်ခဲ့ပါဘူး။ဒါကြောင့်စစ်သူကြီးကနစ်ခရဲ့နာမည်ကိုခေါ်ကြည့်ပေမဲ့နစ်ကတော့တိတ်တိတ်လေးပဲနေခဲ့ပါတယ်။ဝိညာဉ်ကဘာပဲလှုပ်အတန်လုံးဝမထွက်ဖို့ဆရာကြီးရဲ့တတိပေးချက်ကိုသူအသေးချာမှတ်သားထားလို့ပါ။ဝိညာဉ်စစ်သူကြီးဟာအခန်းထဲအထိဝင်ပြီးကိုမိုဘီယူတစ်ဆိုင်ရှာဖွေပါတော့တယ်။သူ့ရဲ့မျက်လုံးတွေကပတ်ဝန်းကျင်ကိုဝေ့ကြည့်နေပေမဲ့အခန်းအလယ်မှာရှိနေတဲ့နစ်ကိုရှာမတွေ့သေးပါဘူး။ဒါပေမဲ့နစ်တတိမထားမိတာကသူ့ရဲ့နေရွက်နှစ်ဖက်မှာကျန်းစာတွေရေးဖို့ကြံနေခဲ့တာပါပဲ။စစ်သူကြီးကဒါကိုချက်ချင်းတတိထားမိသွားပါတယ်။လေထဲမှာနေရွက်နှစ်ဖက်ကလွင့်မျောနေတယ်လို့ဖြစ်နေပြီးကျမ်းပြင်ပေါ်မှာလည်းနစ်ရဲ့တူရိယာကိုချထားတာတွေ့လိုက်ရပါတယ်။နစ်ခါတနေ့နေ့နဲ့ကိုပြောက်နေတဲ့ဆိုတာကိုဝိညာဉ်စစ်သူကြီးကချက်ချင်းသဘောပေါက်သွားပါတယ်။သူဟာနစ်ရှိရာစီတက်တက်လျှောက်သွားပြီးနေရွက်တစ်ဖက်ကိုအားနဲ့ဆွဲလိမ်ကအခန်းတစ်ဖက်စီကိုလွှင့်ပစ်လိုက်ပါတယ်။နေရွက်ကိုအဆွဲခံရလို့နစ်ခါအယမ်းနာကျင်နေပေမဲ့အတန်လုံးဝမထွက်ခဲ့ပါဘူး။အကယ်၍သူ့ကိုမြင်သွားရင်ချက်ချင်းအသက်ခံရမယ်ဆိုတာကိုသူသိနေလို့ပါ။ဒါပေမဲ့ဒေါသထွက်နေတဲ့ဝိညာဉ်စစ်သူကြီးဟာနစ်ရဲ့နာရွက်ကိုဆွဲပြီးအပြင်ကိုခေါ်ထုတ်သွားပါတော့တယ်